မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။နထိုးကြီးမြို့နယ်ထန်းစင်ရွာရှိတရုတ်ဂတ်စ်ပိုင်လိုင်းဆောင်စစ်တပ်စခန်းနဲ့ဂတ်စတွန်းဆက်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးတရုတ်ဂတ်စ်ပိုင်လိုင်းဆောင်စခန်းတွေကိုသိမ်းပိုက်ထားမှုနိုင်ငံရေးအရေးကြီးရလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းစင်ရွာနေရှိတရုတ်ဂတ်စ်ပိုင်လိုင်းဆောင်စစ်တပ်စခန်းနဲ့ဂတ်စတွန်းဆက်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်နဲ့ဂျမဆက်တလုံးသိမ်းဆည်းရရှိခဲ့ကြောင်းမြင်းချံခရိုင်မှတ်ရှိတန်ရင်မှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။မေလ15ရက်နေ့မနက်6နာရီခန့်မှစတင်ပြီးနထိုးကြီးမြို့နယ်ထန်းစင်ကြီးရွာနီရှိတရုတ်နိုင်ငံပိုင်ဂတ်စ်ပိုင်ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင့်ဆောင်အညာမီစစ်စင်အဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့အသေးအံပုံချခုခံခဲ့ကြောင်းဒါပေမဲ့မေလ15ရက်နေ့ည3နာရီထိတိုက်ပွဲကြာမြင့်ခဲ့ပြီးနောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီးဦးစီအမျိုးသားတနက်တက်လက် MA3 အမျိုးသားတနက်တက်လက်နဲ့ H channel ဂျမဆက်တလုံးတို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မနက်6နာရီကနေစတိုက်တာညနေ3နာရီလောက်မှသိမ်းပြီးပြန်ဆုတ်လာနိုင်ခဲ့တာလေရင်ကတအားဖုံကျဲနေတော့တဖြည်းဖြည်းချင်းတက်သိမ်းရတာစခန်းထဲမှာကမျက်မြင်အလောင်းရတာ2လောင်းတခြားဘေးမှာတည်နေတာက2လောင်းဆိုတော့စုစုပေါင်း4ယောက်တည်တာအင်အားကမများဘူး15ဦးလောက်ပဲရှိတာစခန်းဘန်ကာတွေကတော့ဖြတ်စည်းခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုပ်ပြလိုက်တော့စခတွေထွက်ပြေးသွားတာနထိုးကြီးမြို့ထဲပြန်ပေါင်းသွားတာလက်ရှိအချိန်ထိအဲ့ဒီစခန်းကိုပြန်မဝင်ဘူးလက်ရှိနထိုးကြီးမြို့တွေထဲမှာစခတွေပေါင်းနေကြတယ်လို့မြင်းကြံခရိုင်မှတ်ရှိတန်ရင်မှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်မှတ်ရှိတန်ရင်နဲ့နထိုးကြီးမြို့နယ်ပါကဖားတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကာနထိုးကြီးပါကဖားမှရဲဘော်တအုပ်ကြဆောင်ပြီးစစ်ကောင်စီတရင်လေးချောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရိမ်ရာတန်ရာနဲ့ငယ်ထိခိုက်တန်ရာရရှိခဲ့တဲ့ရဲဘော်တအုပ်ရှိကြောင်းသိရပါတယ်တရုတ်ဂတ်စ်ပိုင်လိုင်းဆောင်စစ်တပ်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုကနိုင်ငံရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေကိုပေါ်လွင်စေကြောင်းတော်လိုင်းတပ်များအနေနဲ့စစ်တပ်ကကွယ်ထားတဲ့စစ်စခန်းတွေနဲ့အတူတရုတ်ရဲ့အကျိုးစီးပွားစက်ရုံနဲ့နေရာတွေကိုသိမ်းပိုက်ခြင်းမှာနိုင်ငံရေးအပြောင်းလဲများစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းတော်လိုင်းသတင်းအရင်းမြစ်တချို့ကပြောပါတယ်တကယ်တော့စစ်တပ်ကတရုတ်အကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိတယ်မီတရုတ်အကျိုးစီးပွားတွေအတွက်တော်လိုင်းတပ်တွေနဲ့မဆက်ဆံမရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်လို့တိုင်းရင်းသားတော်လိုင်းတပ်အင်အားဝရီနဲ့ထိတွေ့ဆက်ဆံနေတဲ့တော်လိုင်းသတင်းအရင်းမြစ်တွေကသုံးသပ်ပြောဆိုပါတယ်။ဆက်လက်ပြီးအာဆီယံဘက်ကဒီတစ်ချိန်ဘာတွေထူးခြားလာလဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အထက်ပါမေကွန်ကောင်အားလုံးကစိတ်ပြက်လက်ပြက်နဲ့ဒီတစ်ချိန်နဲ့မေးလာကြမှာတေချာပေါက်ပဲဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ရဲ့မြန်မာနဲ့ပတ်သက်ပြီး၎င်းရဲ့လှုပ်ဆောင်ချက်တွေအလားအလာကောင်းနေတာကိုရှုံးဝင်အောင်ပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့အဓိကကျတဲ့အရွေတစ်ခုဖြစ်ထွက်ပေါ်လာတာကမြန်မာနိုင်ငံအတွက်အာဆီယံထူးသက်တမန်ကိုရခိုင်ကလိုအလှည့်ကျမဟုတ်တော့ပဲအမြဲတမ်းခန့်အပ်သွားရမယ်လို့တညီတညွတ်တည်းဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ဒါကလည်းကာလကြာမြင့်စွာကလေးကလှုပ်တင်လှုပ်ထိုက်တဲ့လုံရက်လေးဖြစ်ပါတယ်။ဥက္ကဋ္ဌဖြစ်အလှည့်ကျတာဝန်ယူရတဲ့နိုင်ငံမှာတအုပ်ကအထူးသက်တမန်ဖြစ်လာတယ်။၎င်းတို့ကသက်ဆိုင်ရာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒဘောင်ထဲမှာသာလှုပ်ရှားကြလို့ဘရူနိုင်းကမ္ဘောဒီးယားလာအိုတို့ရဲ့ဟန်ပြအဆောင်ရောင်လုပ်ရက်များနဲ့အချိန်ကုန်သွားခဲ့ရပါတယ်။အင်ဒိုနီးရှားရဲ့အားကျိုးမှန်တဲ့ဆောင်ရွက်ခဲ့မှုတွေကလာအိုလက်ထက်မှာရပ်တန့်သွားခဲ့ရပါတယ်။အခုအမြဲတမ်းတပ်တမန်ကို3နှစ်သက်တမ်းလို့ရှီမှန်းထားတယ်။ပြည်သူကိုရွေးချယ်ရမယ်ကိုမတိသေးတော့လေဒီလိုခံအဖို့ကန့်ကွက်မဲ့သူမရှိသဘောတူလာခြင်းကမြမအရေးဖြည့်ရှင်းဖို့အရေးတကြီးလိုအပ်လာပြီဆိုတာကိုအားလုံးကတညီတညွတ်တဲ့လက်ခံလိုက်ကြတာဖြစ်ပြီးမင်းအောင်လှိုင်လုပ်မယ်ဆိုတဲ့ရွှေကောက်ပွဲမှာဘာမှဖြစ်လာမှာမဟုတ်လို့ရှုံကြည်နေကြောင်းကိုလည်းအထင်ရှားတွေ့မြင်လာတာဖြစ်ပါတယ်။အမြဲတမ်းတန်တမန်အနေနဲ့နှစ်ဖက်စလုံးနဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးဖို့တာဝန်ရှိလာတယ်လက်ရှိမှာအန်နဝါအီဘရာဟင်ကငလင်ကိုအကြောင်းပြုပြီးနှစ်ဖက်စလုံးနဲ့တက်ကြွစွာထိတွေ့ဆက်ဆံနေတော့လဲမင်းအောင်လှိုင်ကိုကွာလာလမ်ပူကိုဖိတ်ကြားဖို့အထိတော့မျက်နှာပြောင်မတိုင်ရဲပါဘူးတနည်းအားဖြင့်ဆိုတော့မင်းအောင်လှိုင်ကရက်ကွက်ထဲကပဲအိမ်မှာပဲအလူလုံးဖိတ်ကြားမခံရပဲဝတ်ကောင်းစားလာဝတ်ပြီးအလူအိမ်ရှိရာကိုကြောမောသွားနေသူတွေကိုအိမ်ထဲမှာချောင်းကြည့်နေရတဲ့ဘဝဖြစ်နေပြီးတနစ်လည်နှစ်ကြိမ်များစိတ်ဆင်းရဲခြင်းကြီးစွာခံစားနေရသူဖြစ်ပါတယ်မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကဆွန်လာထဲမှာနေပြည်တော်ကိုသွားပြီးစစ်အုပ်စုနဲ့ဆွေးနွေးမယ်လို့သိရပါတယ်။၎င်းရဲ့အပြောအရအင်ဒိုနီးရှားရဲ့အချင်းမှာလည်းဆူနာမီဖြစ်ပြီးရဲ့နောက်အားလုံးစပွဲဝိုင်းရှိရာရောက်လာကြပြီးမြန်မာမှာလည်းငလင်တန်ခံထားလို့ဒီလိုဖြစ်လာနိုင်မယ်လို့ရှုစားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့၎င်းရင်ဆိုင်ရမယ့်လူတွေကကမ္ဘာမှာမြည်သည့်နေရာမှာတွေ့ရမှာမဟုတ်တဲ့တရေမရေစီးနေသူတွေဖြစ်တယ်ဆိုတာကိုသိရှိထားဖို့မရသေးဘူးလို့ရှုစားရပါတယ်။အာဆီယံအနေနဲ့မြန်မာကိုအချက်၅ချက်ကိုမလိုက်နာလို့ဆိုပြီးအဖွဲ့ဝင်ဖြစ်မှရက်ဆိုင်ခြင်းဒီလိုမဟုတ်ရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုဖိတ်ကြားပြီးဆွေးနွေးမယ်အစားရှိတဲ့ဖိအားတွေပြီးမယ်ဆိုတာက၎င်းတို့အဖို့လည်းအခုလိုအရှက်ရနိုင်စရာအကြောင်းမရှိတော့ပါဘူး။အာဆီယံကလည်းတရုတ်ကမြောက်ဖက်ချက်မှာစစ်ရေးတန်တမန်ရေးရာကြွက်သားများထုတ်ပြလာပြီးဖြစ်ပြီးမြန်မာကအင်အားကြီးနိုင်ငံတွေအားပြိုင်ရာကစားကွင်းကြီးဖြစ်ရောက်မသွားမီတခုခုလုံးဝဖြစ်မယ်ဆိုက
လှုပ်လာပုံရတယ်လို့ Nikki Asia မှာရှင်းသားလာပါတယ်အာဆီယံကမင်းအောင်လှိုင်လုပ်မဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးဘုံရက်တီချက်ထွက်ပေါ်လာဖို့ဆွေးနွေးနေစေလို့သိရပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ကတော့မဲဆန္ဒရှင်တစိမ့်တစ်ပိုင်းသာပါဝင်နိုင်မဲ့ရွှေကောက်ပွဲမျိုးလုပ်ပြီးအကျိုးထူးမှာမဟုတ်လို့မှတ်ချက်ချခဲ့ပါတယ်၎င်းတို့ဘက်ကမကြွသေးသေး၍နိုင်ငံတကာကလည်းနေတာတပလညာကလို့သဘောထားနေကြမှာသာဖြစ်ပါတယ်အခုအခါစေအုပ်စုကိုမတိမတာထောက်ခံမှုပေးနေတဲ့ထိုင်းကလည်းမြန်မာဘက်ခြမ်းမှာကရင်မျိုးသားသမဂ္ဂကတဖြည်းဖြည်းနဲ့စစ်ရေးအသာစီးရလာနေတဲ့အိမ်မက်ဆိုးကြီးနဲ့ရှင်ဆိုင်လာရပြီဖြစ်ပါတယ်ကရင်စစ်မျက်နှာကဘကိုးအေယာဝတီတနင်္သာရီမွန်ပြည်များအတွက်လွန်စွာအရေးပါတယ်လို့ရေးသားထားပါတယ်စစ်အုပ်စုက၎င်းတို့ရှိသမျှအင်အားကိုစုစည်းပြီးရခိုင်ချင်းကချင်ရှမ်းမြောက်ကရင်ပြည်နယ်များနဲ့နိုင်ငံအလယ်ပိုင်းမှာအလူးလဲတိုက်ခိုက်ခံနေရပြီဖြစ်ပါတယ်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကတော့တိုင်းပြည်ကိုဖြစ်ချင်တာဖြစ်တရုတ်လက်ထိုးလက်အပ်ရတော့မှာတော့မမှုတော့ကိုမိသားစုအသက်ထက်ပဲရာကိုများဂယုစိုက်နေရအောင်မလဲလို့ရှုစနေချိန်မှာ၎င်းတို့ကိုပံ့ပိုးပေးနေသူတွေအနေနဲ့စဉ်းစားဖို့လိုအပ်လာပါတယ်တခုတည်းမင်းရမယ်မေကွန်ကမင်းအောင်လှိုင်တို့ဘက်ကအနိုင်ရမှာလားအနိုင်ရမယ်ဆိုတာကလည်းနောက်9နှစ်လား10နှစ်လားတိုင်းပြည်ဖွညံ့ကြည့်ပြီးမှလားဆိုတာကိုမညာတမ်းမရတော့မှာဖြစ်ပါတယ်အခုထိလည်းအောင်ပွဲဆိုလို့မမြင်ရ၎င်းတို့ကိုထောက်ခံနေတဲ့အတွက်ချို့ထွန်းအောင်လို့ရောယူဝတက်ဆင်းရမယ်အန်ရကြီးရှိနေပါတယ်အဲ့ဒီအတွက်မိမိအတွက်သာမကတိုင်းပြည်အတွက်ပါအန်ရပေးလာနေသူတွေကိုဘာကြောင့်ဆက်ပြီးပံ့ပိုးနေတင်တယ်လဲဆိုတာကိုနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားကြတော့မှာဖြစ်တယ်လို့ရှိသားထားပါတယ်ဆက်လက်ပြီးမြန်မာအရေးဖြည့်ရှင်ဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေရလို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကပြောဆိုလိုက်ပါတယ်။မေလ26ရက်နေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဖွင့်ပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကအထက်ပါတိုင်းပြောဆိုလာတာပါ။နှစ်ဖက်စစ်မှတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံဖို့အရေးကြီးတဲ့ခြေလှမ်းတွေနဲ့တိုးတက်မှုတချို့ရှိနေကြောင်းနှစ်ဖက်အပြိုင်ဆိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ဖွဲ့စည်းတွေကိုစပွဲဝိုင်းစီကိုခေါ်ဆောင်လာဖို့နည်းလမ်းများမလေးရှားဝန်ကြီးချုပ်ကဦးဆောင်တဲ့အာဆီယံကကျိုးပန်းရှာဖွေလျက်ရှိကြောင်းလွန်ခဲ့တဲ့ဧပြီလအတွင်းမင်းအောင်လှိုင်ကိုဘန်ကောက်မှာမလေးရှားဝန်ကြီးချုပ်ကခေါ်ယူတွေ့ဆုံခဲ့ပြီးအခြားတစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရနဲ့လည်းတွေ့ဆုံမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။မြန်မာအရေးအတွက်ဖြည့်ရှင်းနိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်မှာတိုးတက်မှုတချို့ရှိနေပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါအဗရာဟင်ကမနေ့ကကွာလာလမ်ပူအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာပြောဆိုခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကအရေးကြီးရလို့ကျွန်တော်အလေးပေးပြောပါတယ်။တိုးတက်မှုကသေးငယ်နိုင်ပါတယ်ထိတွေ့ဆက်ဆံမှုကလည်းပျက်စီးဖို့ထိလွယ်ရှလွယ်အခြေအနေပါဒါပေမဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမှာနှစ်ဖက်ပိုပြီးဝေးကွာလာတာထက်စာရင်ထိလွယ်ရှလွယ်တဲ့ဆက်ဆံရေးတွေရှိနေတာကပိုပြီးတော့ကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်။စစ်ကောင်စီကအခုနှစ်နောက်ပိုင်းမှာရွှေကောက်ပွဲကျင်းပဖို့ရှိမှန်းထားပြီးစစ်တပ်ကိုအာဏာဆက်ယူထားဖို့တစ်ဖက်သက်အတူရောင်ရွှေကောက်ပွဲကျင်းပမှုဖြင့်ဝေဖန်ကြပါတယ်။အာဆီယံကတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုဦးစားပေးမှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာအရေးနှစ်ဖက်စိစက်ညှိနှိုင်းမှုများစွာလိုအပ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံထူးသက်တမန်ခန့်အပေါ်အလေးပေးပြောကြားခဲ့ပြီးမြန်မာနိုင်ငံကိုဇွန်လမှာတွားရောက်မှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။